တခြားသည်လေပုတုဟာငှက်ကလေးတွေရဲ့တိတ်ဆိုတန်ကိုအားကျနေတာပေါ့ငှက်ကလေးတွေလိုတိတ်ဆိုနိုင်မလားဆိုပြီးသူ့ရဲ့ဘက်ကိုခောက်လိုက်ပေမဲ့တစ်သားတံပဲထွက်လာလို့စိတ်ညစ်နေပါတယ်တရက်မှာသူဟာပလွေကိုတွေ့သွားပါတယ်လေတိုက်တဲ့အခါပလွေကနေတာယာနာပြုတ်ပဲအတန်တွေထွက်လာတော့သူဟာအရန်ကိုထူဆန်းသွားပါတယ်အဲ့ဒါနဲ့ပဲသူဟာပလွေကိုစပြီးတော့နှိပ်ကြည့်ပါတော့တယ်ပလွေကနေတာယာနာပြုတ်ပဲအတန်တွေထွက်လာတဲ့အခါသူလည်းအကြံရပြီးပလွေကိုမှုတ်လိုက်ပါတယ်တောထဲကတလိษံလေးတွေအားလုံးဟာသူ့နားကိုရောက်လာတော့တာပေါ့ပလွေရဲ့တေးတန်ကြောင့်ပန်းလေးတွေအားလည်းတဖန်ပြန်ပြီးတော့လန်းဆန်းလာပါတယ်အခုဆိုရင်တခြားသည်လေးဟာပလွေနဲ့အတူတာယာနာပြုတ်ပဲတေးတန်တွေကိုဖန်တီးနိုင်ပြီးပို့ပြီးတော့ပျော်ရွှင်နေပါတယ်ဘဝမှာမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေဟာတစ်ချိန်ချိန်မှာဖြစ်လာတတ်တာမို့အတင်ထားပါနော်ကလေးတို့ရေ